ပြန်ဆန်းစစ်ပါ
တယ်ဗောဖေ။ချိန်တွေကတည်သွားလကားလေအဲ့ဆေးတွေကိုကတက်မှလေပြောစိတ်တက်မှလေအဲ့ဘုရားကရှောက်ထဲထားရင်ကျန်တော်တို့ရောက်တိုင်းပြန်ပြန်ပါပြီးကောင်းကြီးလေးသုံးပြပါစေ